တိမနောပဲနဲ့ခိုင်းရှေ့ကနေအလုံးသဘောနဲ့ဟုတ်ပြောကြဆိုလားအဲကြားရအောင်အများဆိုင်ငါသားအားဆိုင်ပြီးတော့ချဆိုင်နိုင်တူလားလို့ဒီလိုပဲတူပါတော့နော်ဆိုင်နိုင်ကဆိုင်နိုင်နဲ့မတူဘူးတူပါဘူးဘာလို့မတူတော့လို့မမေးနဲ့လောကကြီးဝေဘာသာတွေကအများကြီးပါဆရာတချို့ကကဘာကြီးကအလုံးကြီးတချို့ကကဘာကြီးကအပြားကြီးလုံးသလားပြားသလားဘသူဆုံးအောင်သွားလို့သိတာတော့ဟုတ်တာဗောပြောလာသမျှသဘောမှမကြဩဃတလောကတခွင်လုံးမှာတရက်တည်းဖုတ်ပြီးတော့နတ်စိတ်တုံးလို့မကြံ့ညင်ကြနဲ့ဟုတ်ပြီကောင်းစီခုနတန်းတိရရေဘယ်လိုပဲစီးတော်လဲပဲဟာယနေ့အမိမြန်မာပြည်မှာမွေးတဲ့ကလေးကစားလက်ငင်းအလို့ရှိဟဲ့မကစဖွင့်တူဟုတ်ပါကဗျာနီးဖွဲ့တဲ့ကောင်းအဲ့ဒါကဘာကြီးတဲ့ခကြီးတွေကဟိုနဝရကရောက်ပြတဲ့ဟုတ်ပြီအစမတော့ဇပုတခုကျင်းတဲ့ဆိုလေဒူဝင်ကြီးကအမေရိကန်နဲ့နီးတဲ့ကိုငွေရှိဖို့တော့မဖားဘူးလေထုံးပြီးအသင်းပြောရင်ကုန်သင်းဘောကမဟာနဒီမှာတဏှာကြီးမိုက်တရားသွားတယ်အဲ့ဒါမြန်မာပြည်နဲ့မဆိုင်တဲ့စကားဟုတ်ပြီခရတို့ကျုပ်တို့ကမလိုက်ဟလာဝါရီစားလို့လက်ဖက်ရည်ဘူးကုန်လာပါဗောချက်တရီမျိုးစုံနေအသွင်တန်တလို့လေရင်ပြန်တွေကရေပြင်ကနေဝါရလဲလို့ကြက်တော်လေအင်္ဂါကျင်နေတောင်စကားပြောရပြီတဲ့ဖယားဟောနေတာတွက်စာယုံကြည်ကြပါတော့ဗုဒ္ဓဓမ္မတရဏဆိုတာယရနာ၃ပါးပြည့်စုံတဲ့ကျုပ်တို့မြန်မာပြည်မှာဘုရားဆိုတဲ့ဒုက္ခတွေဝေးပြီလို့ဟုတ်ဘုရားဒုက္ခဝေးပါပြီလို့အများသဘောတည်ကြည်တာဒီမိုကရေစီလို့ခေါ်ပါတယ်။အောင်းပြီမယားအချောယူတောက်ဖို့ယနေ့ကစားခစ်ပြောင်းကြဆို
ရှစ်သောင်းရက်သိမဏိယရနာစီတီးတယ်လို့အမိမြန်မာပြည်ဇက်ကွာရှင်းပါပြီသိအောင်ကလေးငါရှေ့ကနေပတ်မှတ်ကစင်းဆိုတာပြတ်နှက်ွယ်ကလိုက်